hello ဒီနေ့ကတော့ okay နာမှာရှိတဲ့ honor belly ဆိုတဲ့စီမှာ helicopter သွားစီးခဲ့တဲ့ experience လေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဖရိုကအရင်ထဲကနေပြီးတော့ဒီ online ကနေပြီးရခုတင်ထားတာဖြစ်လို့ဘောနော် online booking တင်ထားတာဖြစ်လို့အားလုံးသူသတ်မှတ်ထားတဲ့ရက်နဲ့အချိန်မှာသွားလိုက်ပါတယ်ပြီးတော့ form တွေပါဖြည့်ပြီးတော့ကိုလေးချိန်နေအရက်တွေတိုင်းပါတယ်အဲ့ဒါပြီးတော့သူတို့က test ပြပါတယ် test ပြပြီးတော့ဒီကတော့အစိမ်ပေါ့နော်အစိမ်အဲ့ဒီမှာဝင်ရမယ့်နေရာထိုင်ရမယ့်နေရာကိုရွေးပြီးတော့သူတို့ကလိုက်ပို့ပါတယ်အထဲကိုဝင်တဲ့အထိကိုသူတို့ကစိတ်ဖြောင်အောင်လုပ်ပေးပါတယ်စိတ်လှုပ်ရှားပြီးတော့အရမ်းပျော်ပါတယ်အရင်ကလှုပ်ချင်နေတဲ့အရာဆိုတော့လေဒါနဲ့အခုပြန်တမ်းမဲ့နေရာကတော့ okay နာမှာရှိတဲ့ Honor Valley San Marina Hotel နာကပေါ့နော် Honor Valley ဆိုတဲ့စီမှာပါသူက Honor Valley ကနေပြီး Okinawa အဲ့ဒီကျွန်းဆွယ်ကိုထပ်ကနေကြည့်တာပေါ့နော် Ocean View ပါထက်ကရောက်ပြီးတော့ပြန်တန်းနေပါပြီကိုကအရန်ပျော်ပြီးအရန်စိတ်လှုပ်ရှားပါတယ်အထက်ကကြည့်ရတဲ့ view ကတကယ်မိုက်ပြီးတော့ရေကလည်းကြည်တောက်ပြီးတော့အဲ့လိုမျိုးရမ်းမိုက်ပါတယ်ဒါမှမဟုတ် first time ဆိုတော့စိတ်လည်းလှုပ်ရှားပါတယ်ရန်လည်းပျော်ခဲ့ရပါတယ်အစကတော့နည်းနည်းကြောက်နေပါတော့ဒါပေမဲ့အဲ့လောက်ကြောက်စရာမကောင်းပါဘူးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဈေးကလည်း fair ဖြစ်တယ်ဆိုတော့တကယ်လို့များ Okinawa ကိုရောက်ခဲ့တယ်ဆိုရင် try ကြည့်သင့်ပါတယ်ပျော်ခဲ့ပါတယ်ဒီနေ့ကျေးဇူးလည်းအများကြီးတင်ပါတယ် bye bye